နိုင်ပါဘူးကွယ်မပြည့်စုံတဲ့ဘဝလေးတွေမှာတားရဲ့သမီးရဲ့မျက်နှာငယ်မှလေးကကြောက်ဆောင်မဲရွှေရည်တဲ့မှာကြင်မိတ်ခံစားလို့ရဲ့အပြေးလို့လုံးတွေကြိုးစားတယ်ပြန်လာခဲ့ပါမည်ပြန်လာတော့လေအမွေကြီးဖုန်းစတိုင်းငါပြီးပြောရတဲ့သမီးရဲ့သလေးချမ်းနေမိရဲ့ပြန်လာခဲ့ပါမည်